အားလုံးပဲပါပါအာဆင်နယ်ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ UEFA Nation League Semi Final အနေနဲ့ပိုတူဂီနဲ့ဂျာမနီတို့ရှင်ပြိုင်သွားတဲ့ပွဲစဉ်အတွက်ပွဲပြီး30ချက်ဒါမှမဟုတ် Ronaldo ချီးမွမ်းခန်းလေးနည်းနည်းဖွဲ့မယ်အဲ့တော့ Ronaldo fan ရှိလား Ronaldo fan ရှိတယ်ဆိုရင်တော့ဒီဗီဒီယိုမကြော်သွားသင့်ဘူးဝိုင်းကြည့်ပေးသင့်တယ် comment လေးဝိုင်းရေးပေးကြဖို့တို့ပြောလင်းတယ်အဲ့တော့ကျွန်တော်ဆက်သွားတာပေါ့ဒီနေ့ပွဲမှာ Ronaldo ကိုအထူးတလဲပါကြောင့်ချီးကျူးလဲဆိုတော့ Semi Final ဆိုတဲ့ stage ဂျာမနီလိုအသင်းမျိုးနဲ့တွေ့တယ်ဒီတော့ UEFA Nation League ကလို့ဘယ်မှာပဲဖြစ်ဖြစ်ဒါ national achievement ရှိတဲ့ပြိုင်ပွဲပြည်သက်စိတ်ဝင်စားမှုအားနည်းတာများတာကွာတယ်ဆိုရင်တော့မှ achievement ရမယ်ပြိုင်ပွဲ career goal ကောင်းလေးဖြစ်တဲ့ပြိုင်ပွဲအဲ့တော့ဒီပွဲမှာသူ goal သွင်းခဲ့တယ် semi final stage မှာဒါဂျာမနီလိုနောက်တန်းမျိုးကို goal သွင်းခဲ့တယ်နော်ဂျာမနီကတိတ်တော့အဆင်မပြေဘူးဗျမနေ့ကပွဲမှာနိုင်စမန်ရဲ့လက်ထက်မှာတော်တော်လေးကိုကောင်းမွန်မယ်လို့မျှော်လင့်ထားခဲ့တယ်ဆိုပေမဲ့ကျွန်တော်လည်းတိတ်မကြည့်ပြပါဘူးအခုမနေ့ကပွဲမနေ့ကပွဲမှာကျွန်တော်ကြည့်ပြတယ်ကြည့်လိုက်တော့တိတ်ပြီးတော့အားမရအောင်တိတ်ပြီးအားမရဘူးဒါပေမဲ့ဒီဘက်ပေါ်တူဂီဘက်ကတော့ကျွန်တော်သိတဲ့ကစားသမားပုံများပြီးတော့ဂျာမနီဘက်ကတော့သိတဲ့ကစားသမားနည်းနည်းနည်းတယ် honestly ကိုတိတ်မကြည့်ရတယ်ပါမယ်ပေါ့နော်ဒီဘက်မှာတော့ဒါ Ronaldo တို့ Mendes တို့João Neves တို့ Ruben Neves တို့ Francao တို့ပြီးတော့လို့ရှိရင်ကျွန်တော်တို့ Bruno Fernandes Ronaldo နောက်ထဲမှာလည်း Ruben Dias တို့ကစားသမားမျိုးတွေအဲ့တော့ကျွန်တော်များများသိတယ်ဒါတော့ Ferdinand ဟိုဘာကြောင့် first line မှာ3လဲဆိုတော့မသိဘူးဒါပေမဲ့ PSG နဲ့ပွဲရဲ့ final ပွဲကန်ထားတာကြောင့်နည်းနည်းလေးပွဲအနာပေးတယ်လို့လည်းသဘောထားနဲ့ထားလို့ရတယ်ပေါ့နော်။ဂျောင်းနီဗက်နဲ့ဗာတင်ဟော်တို့ကဒါ PSG မှာလည်းအတွဲပတ်ဖြစ်ခဲ့တာဒီပြတော့ဒီပွဲမှာဂျောင်းနီဗက်ကိုလည်းပဲ right back ပုံစံမျိုးပေါ့ right back ကနေပြီးတော့ဒါ CM ကိုဝင်ပေါင်းတဲ့ပုံစံမျိုးဆော့ခိုင်းတာတော့တွေ့ရတယ်။ဘယ်လိုပဲဖြစ်ဖြစ်ပါဒီပွဲမှာပေါ်တူဂီကလိုအပ်တဲ့အနိုင်ကိုတော့ရရှိခဲ့တယ်။ကစားအားအရတော့အရင်ကြီးအားမရဘူး။အားမရဘူးဆိုတာလေ Ronaldo ကသူ့ဘာသူ position mind နေဂိုးကန်သွင်းမှုဘိုင်းတွေမှာအကောင်းဆုံးအချိန်တွေမှာရှိနေသေးတယ်ဆိုရင်တော့မှသူ့ရဲ့အသက်အရွယ်ရအတက်ကင်းမှာ counter attack တွေကိုလိုက်ပါတဲ့နေရာမှာတော့အနည်းငယ်လေးကစားအကျလာပြီ။ဘာကြောင့်လဲဆိုတော့အသက်ကလည်း40တော့ရှိနေပြီဒီကစားသမားအခုထိကိုကောင်းနေစေဂိုးတကိုးလည်းရယူသွားသေးတယ်တိုတယ် assist လုပ်လိုက်တာလည်းရှိသေးတယ်ဒါဘလိုနဲ့တူလို့တောက်တလွဲတွေကန်လို့သေးတာသူ assist လုပ်လိုက်တဲ့ဂိုးကလည်းတကယ်ကန်တဲ့ရင်ဂိုးသွားမှာနော်ကန်တဲ့ဂိုးသွားမှာဒီတပွဲလုံးတိုင်းတာရပြန်ပြောလို့ဆိုတော့Ronaldoကကန်သွင်းခွင့်9ချိန်မသိဘူးသူလည်းရတယ်ထင်တယ်ကျွန်တော်မှတ်မိသလောက်နော်ခေါင်းတိုက်တာတစ်ချိန်လွဲသွားတယ်ပထမဆုံးတစ်ချိန်ကန်နာကဂိုးသမားစီရောက်တယ်ဒုတိယတစ်ချိန်ကန်နာကနောက်တန်းနဲ့ထိတယ်ဒါပေမဲ့တောင်းကဘောမရဘူး surprise ဖြစ်စရာနော်တောင်းကဘောမရဘူးဒါတတိယချိန်မြောက်ကန်တွင်းဝင်ရတဲ့အချိန်မှာဆလိုဒချိန်မြောက်ကန်ဝင်ရတဲ့အချိန်မှာဂိုးသွားတာဖြစ်တယ်အဲ့တော့အဲ့ဂိုးမတိုင်ခင်amazing ဖြစ်တဲ့နောက်ထပ်2ဂိုးရှိသေးတယ်ဒါ Ronaldo သွင်းသွားတဲ့ဂိုးက format ကျတယ် Bruno Mendes ကဖောက်ထွက်လာမှုကောင်းတယ်ပေးလိုက်တယ် Ronaldo ကန်ဝင်ရတယ်ပိတ်ခွင့်ရတယ်ဂိုးသွားတယ်ဒါပဲအဲ့မှာနည်းနည်းလေး surprise ဖြစ်တာက Kimmich ကပေးဖို့မှုကို West ကခေါင်းတိုက်သွားခဲ့တာ West ခေါင်းတိုက်တာအရင်မထူးဆန်းဘူး Kimmich ပေးဖို့တဲ့နေရာတောင်းကနေပြီးတော့ဖြတ်တင်လိုက်တာမျိုးမဟုတ်ဘဲနဲ့အဝိုက်လေးဒီလား area penalty area ဒီဘက်ထိတ်ကနေပြီးတော့အသာလေး white တင်ပြီးသွားတာဒီလိုပေးဖို့မှုမျိုးတွေကျွန်တော်တို့ Kimmich တို့ De Bruyne တို့ Modric တို့ဒီလိုစားသမားမျိုးတွေစီရမှာမြင်နိုင်တဲ့ passing မျိုးတွေလို့ပြောလို့ရတယ်တော်တော်လေးလည်းကောင်းတယ်ဒါအပြင်ကိုမှလူငယ်ကစားသမားလေးဒီနေ့ပွဲမှာman of the match ရရှိသွားတဲ့ကစားသမားပေါ့နော် rating ရတော့ဒါ Ronaldo တို့ West တို့ကပွဲမှာ rating အမြင့်ဆုံးလို့ပြောလို့ရတယ် 8.1 8.0 လောက်ရှိတယ်အဲ့ဒုတိယပိုင်းမှာဝေလာတဲ့ကစားသမားလေးကတော့အဓိကပွဲရဲ့အဖြစ်သွားစေခဲ့တာပေါ့နော်ဒီ Ronaldo တို့ဒီပေါ်တူဂီဘက်က1-0နဲ့ရှုံးနေတဲ့အချိန်မှာဒီကစားသမားဝင်လာပြီးတဲ့အချိန်မှာဝင်လာခြင်းဘယ်တော့မှမကြောက်ဘူးဘောလုံးဒီ right channel ဘက်မှာ Francao နေရာမှာဝင်တဲ့ Conseco ဆိုတဲ့ကစားသမားဂျူဗင်တက်ကအသက်22နှစ်ရွယ်ဥပမာလူငယ်ကစားသမားလေးနော်အဲ့ကနေပြီးတော့တောက်လျှောက်ဆိုသလိုပဲအဲ့တောင်မန်းတွေတက်လာတယ်ကတ် inside လုပ်တယ်ကန်ထလိုက်တယ်ကိုးသွားတယ် Blitzka ကြီးနော် surprise အဲ့ Blitzka အလုံးကတော်တော်လေးကိုလှတယ်လို့ပြောလို့ရတယ်ဘောလုံးကဝေ့ပြီးတော့အပေါ်တက်တော်ပြန်ကျလာကိုးတယ်ရှယ်ပဲတော်တော်လေးကောင်းတယ်ဒီကိုကြောင့်လည်းပေါ်တူဂီကပို့ပြီးတော့ကစားတက်လာတယ် Bruno Mendes ကနေပြီးတော့ဖောက်ထွက်လာမှုကနေပြီးတော့ Ronaldo စီကိုဂိုးဖန်နေပြီးတော့အနိုင်ကိုရရှိခဲ့တယ်ဒီပုံစံနဲ့ပဲ 2-1 ဆိုတဲ့ရလက်နဲ့ပွဲပြီးသွားခဲ့တယ်ပြောမယ်ဆိုဂျာမနီဘက်ကတော့လိုအပ်ချက်တွေအများများနေသေးတယ်ကစားသမားအင်အားရလဲဂျာမနီဘက်ကမျိုးဆက်သစ်ပိုင်းဆိုင်ရာမှာအားနည်းနေသေးတယ်လို့မြင်ရတယ်အဲ့အတွက်ကြောင့်မို့ဂျာမနီကတော့ဒီနှစ်မှာsemi final stage မှာသူတို့တတိယလူပွဲတွားပြီးတော့ရှင်မြန်ကစားရတော့မယ်ပေါ့နော်ဒီဘက်ကပေါ်တူဂီကတော့ဒီတစ်ဖက်က semi final ပွဲစဉ်ဖြစ်တဲ့ပြင်သစ်နဲ့စပိန်တို့ရဲ့ပွဲစဉ်ကဘယ်လိုတက်လာမလဲဆိုတာစောင့်ပြီးတော့တကယ်ပေါ်တူဂီအတွက်ပုံစာကအိတ်ကလာမဲ့အသင်းမှာဖြစ်နေတယ်။ဘာကြောင့်လဲဆိုတော့ဟိုဘက်ကအသင်းတွေမှာကတကယ်ကိုစပိန်ရောပြင်သစ်ရောမှာက
ဒီပြည့်ချက်ပြည့်အဓိကအဖြစ်တော့စပိန်ပေါ့စပိန်ရဲ့လူစီရင်တော်တော်လေးကိုမှပြည့်စုံတဲ့အနေအထားမှာတော့ရှိနေတယ်အဲ့တော့ Ronaldo ဒီနှစ်မှာဖလားရနိုင်ကျွန်တော်တို့ရသွားစီခြင်းပါတယ်ဘာလို့ Ronaldo အသက်40အရွယ်ထိနိုင်ငံအသင်းအတွက်ပေးဆက်ကစားနေတော့မယ်ဒီကစားသမားရဲ့ mentality ပါအရန်ကိုချီးကျူးရမှာပါတွင်းကိုပေါင်းမြောက်များစွာတွင်းယူထားတဲ့အပြင်ကိုမှ assistant တွေလည်းမြင်များဆက်ဆက်လုပ်ထားနိုင်သေးတယ်သူရဲ့အသက်အရွယ်နဲ့မှမလိုက်လက်ရှိတီလည်းကိုယ်တွေတွင်းနေသေးတယ်နေရာယူပုံတွေလည်းကောင်းနေတော့မယ်ဒါပေမဲ့ဒီချက်ပို့ပြီးတော့ဗောနော်ဒါ Ronaldo ပါနေတယ်ဆိုရင်တော့ရှေ့ပြောရရင်အသေးသေးမှာdefensive ဘိုင်းဆိုင်ရာ pressure ဘိုင်းဆိုင်ရာမှာတော့10ရောက်17ရောက်လို့ဖြစ်နေပါတော့ဒီကစားသမားကအသက်အရွယ်အရအရန်ကြီး pressing လုပ်လိုက်ပေးနိုင်မှာမဟုတ်တော့အဲ့တော့သူ့ကိုဒီချက်ပိုကောင်းအောင်လို့အသုံးချပြီးတော့သူစီရ vision တွေနဲ့အတူနောက်ထပ်ကမ္ဘာဖလားမှာလည်းသူ့ကိုထပ်ပြီးတော့မြင်ချင်ပါသေးတယ်ဒါတော့လောကကြီးရဲ့လိုပဲမြင်ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ပါဒါကြောင့်လဲဆိုရင်ကျွန်တော်တို့ Ronaldo ပြိသက်တွေပါ Messi ကိုလည်းပဲအားပေးပါတယ်အခု Club World Cup မှာ Inter Miami နဲ့အတူကျွန်တော် Messi ကိုဆက်ပြီးတော့မြင်ရတွေ့ရအောင်ပါ Ronaldo ကိုလည်းပဲ Club World Cup မှာမြင်ကျင်ခဲ့တယ်ဆိုပေမဲ့NASA ကပါမလာခဲ့ဘူးဆိုတော့လည်းမတက်နိုင်ဘူးပေါ့ဗျအခုတော့ Nation League မှာ Ronaldo ကိုဆက်လက်အားပေးလိုက်ဦးမယ်တစ်ဖက်ကပြင်သစ်နဲ့စပိန်ပွဲလေးကိုလည်းပဲမနေ့ဖြန်မနေ့မှာရှင်မြန်ကစားတော့မှာဖြစ်တယ်ကဲလို့တကယ်ချင်းတို့စိတ်ဝင်စားတယ်ဆိုရင်တော့မနေ့တနာရီခွဲမှာသွားရောက်ကြည့်ရှုလို့ရပါတယ်ကြည့်ရှုရမယ့်နေရာတွေကတော့တော်တော်များများမသိဘူးဆိုရင်တော့ကိုမမမေးလို့လည်းရတယ်ဒါမှမဟုတ်ချက်ပေါက်မှာလာမေးလည်းရပါတယ်ကျွန်တော်ပြောပြပေးပါမယ်ကျွန်တော်ရဲ့ဒီဗီဒီယိုမှာတော့ထည့်ပြီးတော့ကြေညာလို့အဆင်မပြေလို့ပါဒါတော့နောက်ထပ်ဗီဒီယိုနဲ့တူပြန်လည်ဆုံတွေ့ပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်